ဒီ9ချက်ကိုမသိရင် KBZ ပဲပိတ်ခံရနိုင်တယ် KBZ ပဲတုံးနေတဲ့သူတွေကိုတတိပေးချင်ပါတယ်ဒီနေ့ဗီဒီယိုမှာ KBZ ပဲ account ပိတ်မခံရအောင်တတိထားရမည့်အချက်9ခုကိုပြောပြပါမယ်တကယ်လို့ မိတ်ဆွေကဒီအချက်တွေကိုမလိုက်နာဘူးဆိုရင်ကိုယ့်ရဲ့ KBZ ပဲ account ပိတ်ခံရနိုင်ပါတယ်တိကိုယ့်ရဲ့အချက်လက်မှန်ကန်အောင်ထဲမထားခြင်း ကိုအကောင့်ဖွင့်တဲ့အခါနာမည်မှတ်ပုံတင်နံပါတ်ဖုန်းနံပါတ်တွေကိုမှန်ကန်စွာထည့်ရပါမယ်တကယ်လို့တစ်ခုခုမှားယွင်းနေရင် account verification မအောင်တာဖြစ်ပြီးပိတ်ခံနိုင်ပါတယ်နံပါတ်2တရက်အတွင်းမှာငွေပမာဏများများလွှဲခြင်းဒါမှမဟုတ်မသိတဲ့သူကိုငွေပမာဏများများလွှဲခြင်းကလည်း system က suspicious activity လို့ယူဆပြီး account ပိတ်ခံရနိုင်တဲ့အချက်များထဲမှာပါဝင်နေပါတယ်နံပါတ်3 account များများဖွင့်ခြင်းဒါမှမဟုတ်တခြားတစ်ယောက်ကို login ဝင်ခွင့်ပေးခြင်းမလုပ်ပါနဲ့လူတချို့ကတခြားနည်းအမျိုးမျိုးနဲ့ account တစ်ခုတည်းမဟုတ်ပဲ account တွေအများကြီးဖွင့်ပြီးငွေလွှဲ top up လုပ်တတ်ကြပါတယ်ဒါကို KBZ Pay System က suspicious activity လို့ယူဆပြီး account freeze ဒါမှမဟုတ် lock ဖြစ်နိုင်ပါတယ်နံပါတ်4 password တေချာမှတ်ထားပါမကြာခဏ KPay password မှန်အောင်မရိုက်ချင်းကလည်း temporary lock ဖြစ်နိုင်ပါတယ်နံပါတ်5 OTP ဒါမှမဟုတ် verification ကိုမမျှဝေပါနဲ့ဒါကအရေးကြီးတဲ့အချက်မှာပါဝင်ပါတယ် KPay ရုံးမှပို့လာတဲ့ကဏ္ဍ6လုံး OTP verification code ကိုမိသားစုမိတ်ဆွေဒါမှမဟုတ်အခြားသူတွေကိုလုံးဝမမျှဝေမပေးသင့်ပါဘူးဒီလိုမျှဝေခြင်းက scam ဒါမှမဟုတ် hack ဖြစ်နိုင်စေပါတယ်နံပါတ်6 app ဒါမှမဟုတ် system update လုပ်ပါ KPay app version အဟောင်းသုံးရင် security loophole ဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ KPay account app ကို update လုပ်ပြီးအသုံးပြုသင့်ပါတယ်နံပါတ်7တန်တရားဖြစ်ဖွယ် links တွေကိုမနှိပ်ပါနဲ့တန်တရားဖြစ်ဖွယ်အမည်မသိနံပါတ်သို့မဟုတ် email link စာကပေးပို့လာတဲ့ link များကိုမနှိပ်ပါနဲ့ယင်း link များကသင်ကို NDA ရှိ website တွေသို့ခေါ်ဆောင်သွားနိုင်ပြီးသင်ရဲ့အချက်လက်တွေကိုခိုးယူနိုင်ပါတယ်မိတ်ဆွေက KPay account ပိတ်မခံရဘဲလုံခြုံစွာသုံးချင်ရင်တော့ခုပြောပြသွားတဲ့ D7 ချက်ကိုတတိထားပြီးအသုံးပြုဖို့လိုပါလိမ့်မယ်ဗီဒီယိုကမိတ်ဆွေအတွက်အသုံးဝင်နေဆိုရင် like and subscribe လုပ်သွားကြပါကျေးဇူးတင်ပါတယ်